ကွန်စတင်တိုင်းမပေါ်ခင်ခရီးယန်ဘာသာကိုရောမအင်ပါယာကတရားဝင်လက်မှတ်ခံခဲ့အချိန်ကခရီးယန်တယောက်ဖြစ်တာတည်တန်းနဲ့ရင်ဆိုင်ရတဲ့ကိစ္စပါဒီလိုအခြေအနေမျိုးမှာငါကခရီးယန်ဘာလို့လူတိုင်းကိုလိုက်ပြောလို့မရဘူးဒါကြောင့်အဲ့ဒီခေတ်ကယုံကြည်သူတွေကအချင်းချင်းဆက်သွယ်ဖို့လက်ဝဲကုတ်တွေတင်ငင်သားတွေကိုတီထွင်ခဲ့ကြပါတယ်သူတို့ရဲ့တင်ငင်သားတွေကတကယ်တော့အမှုပညာတတ်မဟုတ်ပါဘူးအသက်ရှင်ဖို့တိုက်ပွဲဝင်ခဲ့ရတဲ့သမိုင်းတစ်ခုပါပဲအကျော်ကြားဆုံးကတော့ငါးတင်ငင်သားပါပဲအဲ့ဒီခေတ်ကလမ်းပေါ်မှာလူစင်းတစ်ယောက်နဲ့တွေ့ရင်သူကခရီးယန်ဟုတ်မဟုတ်စမ်းတတ်တဲ့နီလန်ရှိပါတယ်တယောက်ကမြေကြီးပေါ်မှာခြေထောက်နဲ့ပဲဖြစ်ဖြစ်ဒုတ်လေးနဲ့ပဲဖြစ်ဖြစ်မြင်းငွေးလေးကိုတသက်ရက်ဆွဲလိုက်တယ်တစ်ဖက်လူကဒီလက်ဝက်ချက်ကိုသိရင်သူကလည်းနောက်ထပ်မြင်းခွေးတစ်ခုကိုဖြည့်ဆွဲပြီးငါးပုံဖြစ်အောင်လုပ်ပေးလိုက်တယ်ဒီလူနဲ့စကားတစ်ခုမှပြောစရာမလိုပဲယုံကြည်သူချင်းမှန်သိသွားကြတယ်ဒီ Easter ဆိုတဲ့စကားလုံးဟာယေရှုခရစ်တော်ဖခင်ရဲ့သားတော်ကယ်တင်ရှင်ဆိုတဲ့စကားလုံးတို့ရဲ့အတူကောက်ဖြစ်နေတာကလည်းအံ့ဩစရာပဲသူတို့တို့ကတော့ဒီငါဟာယုံကြည်ခြင်းရဲ့ကြစ်လက်တဲ့ဝန်ခံချက်တစ်ခုလို့ယူဆကြပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကကြောက်စုပါပဲအခုခေတ်မှာကြောက်စုကိုပင်လဲနဲ့ပဲဆိုင်နေထင်ရပေမဲ့ရှေးခရီးယန်တွေတက်ကတော့ဒါဟာလက်ဝါးကားနိုင်ရဲ့လက်ဝတ်အစားထိုးတင်ကြတာပါပဲလက်ဝါးကားနိုင်ကိုပုံဝင်လေးဆွဲလိုက်ရင်ရောမစစ်သားတွေအဖမ်းခံရမှာကိုကြောက်တဲ့အတွက်ပုံစံတူးတဲ့ကြောက်စုကိုသုံးခဲ့ကြတာပါကျန်းစာထဲမှာလည်းမြဲမြဲခိုင်ခန့်တဲ့စိတ်နှလုံးကြောက်စုကဲ့သို့ငါတို့၌ရှိတဲ့ဒီဆိုတဲ့အာမခံချက်ရှိတော့နေဆံမှုမုံတိုင်းတွေကြားမှာသူတို့ရဲ့စိတ်ဝိညာဉ်ကိုအခိုင်အမာဆွဲထားတဲ့အရာတစ်ခုနဲ့လည်းအားယူခဲ့ကြပါတယ်ခရီးယန်တွေလူဝတ်စုဝေးရာရောမမြို့တော်အောက်ကခဲတခွန်မြေအောက်ကူတွေရဲ့နေရာတွေမှာတောင်းပုံတွေအများကြီးတွေ့ရတယ်။ဒါကိုကြည့်ဘာလို့တောင်းပုံတွေရှိနေရတာလဲလို့တွေးမိကြပါပဲ။ရှေးခေတ်ကလူတွေကတောင်းရဲ့အသားဟာတည်သွားရင်တော့မပုတ်တော့ဘူးလို့ယူဆရှိကြပါတယ်။ဒီယူဆကိုခရီးယန်တွေကယူပြီးတောင်းကိုရှင်မြန်ထမြောက်ခြင်းနဲ့ထာဝရတရဲ့တင်ကြတာအဖြစ်ပြောင်းလဲသုံးစွဲခဲ့ကြပါတယ်။မတင်ကားစရာတိရစ္ဆာန်ပုံလေးထဲမှာသူတို့ရဲ့အကြီးမားဆုံးမျောလင့်ချက်ကိုဖွက်ထားခဲ့တာပါပဲ။နောက်တစ်ခုကတိုးရင်းကောင်းပုံပါလှဝါကားတိုင်းပေါ်ကဝေဒနာခံစားနေရတဲ့ခရစ်တော်ဘုံကိုအဲ့ဒီအချိန်ကလူသိရှင်ကြမတုံ့ရကြပါဘူးဒါကြောင့်ယေရှုကိုပခုံးပေါ်မှာတိုးကလေးတစ်ကောင်ကိုထမ်းထားတဲ့လူငယ်လေးတွင်နဲ့ရေးဆွဲခဲ့ကြပါတယ်ရောမတွေမြင်မှာတော့ဒါဟာတာမန်ကြီးလက်ငါးချောင်းသားပုံလေးပါပဲဒါပေမဲ့ခရိယန်တွေအတွက်တော့ထာဝရဘုရားသည်ငါ့တိုးနေဖြစ်တော်မူ၏ဆိုတဲ့စာလံကျမ်းကိုပြန်ပြောင်းတတိယစေတဲ့နှက်နေတဲ့သင်္ကေတဖြစ်နေပါတယ်ဒီလူဝတ်တေဂရတို့ရဲ့ကံကြမ္မာကိုပြောင်းလဲပစ်လိုက်တဲ့လူတစ်ယောက်ကတော့ Egret Constantine ပါပဲ AD 312မှာသူဟာတိုက်ပွဲတစ်ခုမတိုင်ခင်ကောင်းကင်မှာ Kiro ဆိုတဲ့အမတ်သားကိုမြင်ခဲ့ရပြီးဒီမတ်သားနဲ့မင်းအောင်နိုင်လိမ့်မယ်ဆိုတဲ့ဗျာဒိတ်ကိုရခဲ့တယ်လို့ဆိုပါတယ်ဒီ Kiro ဆိုတာကလည်း Greek လိုခရစ်တော်ရဲ့ပထမဆုံးအခရာနှလုံးကိုထပ်ထားတာပါသူကစစ်သားတွေရဲ့ဒိုင်းပေါ်မှာဒီအမတ်သားကိုရေးခိုင်းပြီးအနိုင်ရခဲ့ပြီးနောက်ဆုံးမှာခရစ်ယာန်ဘာသာကိုတရားဝင်ဖြစ်အသိမှတ်ပြုခဲ့ပါတယ်ဒီအလဲအပြောင်းကြောင့်ပဲလက်ဝတ်တင်ကြတာတွေတိတ်တိတ်လေးအဆုံးသတ်သွားပြီးလက်ဝါးကားတိုင်းကိုလူတိုင်းရှိမှဂုံစွာထုတ်ပြနိုင်တဲ့ခေတ်စတင်လာခဲ့ပါတယ်ဒီတင်ကြတာငယ်လေးတွေရဲ့နောက်ွယ်မှာအသက်ပေါင်းများစွာနဲ့ရင်းပြီးယုံကြည်ခြင်းကိုမီးစာတစ်ခုလိုတိတ်ဆိတ်ထွန်းကြီးထိမ့်သိမ်းခဲ့တဲ့ယုံကြည်သူတွေရဲ့တတိတရားတွေရှိနေခဲ့တယ်ဆိုတာကျွန်တော်တို့ယခုထိတိုင်အောင်ဆုံးဖြစ်နေမိပါတော့တယ်အခုလိုခရိယန်တွေနဲ့ဆိုင်တဲ့ဗဟုသုတများကိုလေ့လာရတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုလေ့လာသူရောက်စီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ